ယေရှုနာမ၌မင်္ဂလာပါခုချိန်မှာကျမကတိုးချန်လေးတစ်ခုကိုရောက်နေတာဖြစ်ပါတယ်ဒီတိုးတွေကိုကြီးတဲ့ခါမှာပေါ့နော်ဗမြင်ရလဲဆိုတော့ဒီတိုးတွေကသူတို့မှာတခင်ရှိတယ်တခင်ရှိတဲ့တကြောင်သူတို့ဝဝဖြိုးဖြိုးအစားအတော့ပူစရာမလိုလောက်အောင်သူတို့တခင်ကသူတို့ထားတယ်ပေါ့နော်ကျမတို့မှလည်းကျမတို့ကိုအမြဲတမ်းဆောက်ရှောက်နေတဲ့တိုးထိန်ကြီးရှိပါတယ်ဖျားခင်ကကျမတို့ရဲ့တိုးထိန်လေးဖြစ်တယ်ကျမတို့လောကမှာကျမတို့အသက်ရှင်တဲ့ခါမှာလည်းကျမတို့ကိုဖျားခင်ကောင်းဆုံးဝိညာဉ်ဖခင်တိုးထိန်လေးရှိတယ်လို့အထာဝရဖျားလည်းကျမတို့ရဲ့တိုးထိန်ဖြစ်တယ်ပေါ့နော်အဲဒါကျမတို့ရဲ့ဘဝမှာဒီတိုးလေးလိုပါပဲမနှက်ဖြန်တဲ့စိုးရိမ်စရာမလိုဘူးသူတို့ဆိုရင်အေးဆေးပဲဒီမှာရှိတဲ့တိုးတွေကလည်းအေးဆေးပဲစားရမယ်တောက်ရမယ်ပူစရာမလိုပေါ့နော်ကျမတို့ဒီကောင်းသောတိုးထိန်ရှိသောသူတွေဖြစ်တယ်ကောင်းသောဝိညာဉ်ကောင်းဆောင်ရှိသောသူတွေဖြစ်တော့ကျမတို့မနှက်ဖြန်နိုင်မှာကျမတို့ကစိုးရိမ်ချင်းကိမဲဆိုတာအသက်ရှင်ခွင့်ရသောသူတွေဖြစ်တယ်ဆိုတဲ့ຢာပေါ့နော်ဒီနေ့အနေငယ်လေးခွန်အားပေးခြင်းနဲ့တင်းမာရောစစ်မှန်တော့တိုးထိန်ရှိပြီးလားပေါ့နော်ဒီဟာလေးတစ်ခုကျမမေးခြင်းနဲ့မရှိသေးဘူးဆိုရင်ထာဝရဘုရားဒီကျမတို့ရဲ့စစ်မှန်တော့တိုးထိန်ဖြစ်တယ်ဆိုတဲ့ຢာကိုအနေငယ်လေးဝေငှပေးချင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေဒီနေ့ဘုရားသခင်ကောင်းချီးမင်္ဂလာနဲ့ခံထိုက်တော်သူဖြစ်တယ်အာမင်ဟုတ်ပါပြီ我们别的。